ဒီလို၅မျိုးပါတဲ့ steak တပွဲကိုမှ129ဘတ်ထဲနဲ့စားလို့ရပြီးတော့ soft drink တွေပါ free flow တောက်လို့ရတယ်ဈေးလက်တန်ပြီးတော့စားလို့တအားကောင်းတဲ့ True Digital ဘတ်ထဲက steak ဆိုင်လေးကိုခေါ်သားပေးမှမလို့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ကြပါအောင်နော်ဒီဆိုင်လေးကကြတော့ Ponawati PTS Station မှာဆင်းပြီးတော့ Skywater တဲကိုလမ်းလျှောက်သွားရင်ရောက်တဲ့ True Digital ဘတ်ထဲမှာရှိတဲ့ Steak and More ဆိုတဲ့ဆိုင်လေးပါဒီဆိုင်မှာကျတော့လေအသား quality ကောင်းကောင်းနဲ့ premium ဆန်တဲ့ steak တွေကိုဒီလိုမျိုး129ဘတ်ကနေပြီးတော့စားလို့ရတယ် steak တွေကကျတော့လေ chicken pork အပြင်မှာ beef steak နဲ့လည်းရတယ်သူက side dish တွေဆိုလို့ရှိရင်အများကြီးရှိတယ်ပြီးတော့59ဘတ်ထဲနဲ့လည်း soft drink တွေကိုဒီလိုမျိုး free flow တဝါးကြီးတွားတောက်လို့လည်းရတယ်ဒါကတော့ဆိုင်တို့မှာထားတဲ့ spicy chicken steak နဲ့ pork steak လေးပါဒီမှာလေ steak တစ်ပွဲမှာရင်ကိုကြိုက်တဲ့ sauce တစ်မျိုးနဲ့ပြီးတော့ side dish တစ်မျိုးရွေးလို့ရတယ်ပေါ့နော်side dish ထဲမှာဆိုလို့ရှိရင်လည်းသူရွေးစရာ12မျိုးလောက်ရှိရပေါ့နော်အဲ့ဒီမှာဆိုင်ကတော့ garlic butter rice လေးနဲ့စားခဲ့လိုက်တယ်ပြီးတော့ cheese toast နဲ့ salad ကကြတော့ဒီလို steak တစ်ပွဲမှာရင်ကိုအမြဲထည့်ပေးထားတာသူစီက chicken steak ဆိုလို့ရှိရင်လည်းအသားထူးထူးကြစ်ကြစ်ကြီးမဖြစ်ဘဲနဲ့အီလေးနဲ့စားလို့တအားကောင်းတယ်ဒါကကြတော့ pork steak ပေါ့နော်သူကကြတော့လေဒီလိုအပေါ်ရန်တင်းတင်းလေးကိုမှအတွင်းသားနုနုအီလေးနဲ့ juicy ဖြစ်နေတာသူစီက sauce လေးတွေကလည်းစားလို့ကောင်းတယ်ဒီ spicy mayo sauce ဆိုလို့ရှိရင်လေအရသာစိမ့်စိမ့်လေးနဲ့တော်တော်လေးမိုက်တယ်ဒါကတော့ post ရဲ့ side dish အနေနဲ့မှာထားတဲ့ပဲကြဆန်တုပ်လေးပေါ့နော်သူရတာလေးကကြတော့လေချစ်ချစ်ဆက်ဆက်ကလေးကိုမှအထဲမှာဝတ်သားစင်းသားလေးပါအများကြီးထည့်ပေးထားသေးတယ်ပြောရရင်ဒီလို၅မျိုးပါတဲ့ steak portion ပွဲကြီးတစ်ပွဲရကြတော့လေတယောက်စာကောင်းကောင်းတော့စားလို့ရတယ်ဆိုင်ကတော့ဒီဆိုင်မှာလာစားတာ3-4ခါလောက်တော့ရှိပြီပေါ့နော်ဒီဆိုင်မှာလေနေ့လက်ဘက်ထမင်းစားချိန်တို့ညဘက်ရုံးစင်းချိန်တွေဆိုလို့ရှင်လေအမြဲတမ်းလူအပြည့်ပဲပြီးတော့ soft drink တွေအကုန်လုံးကလည်း free flow ဆိုတော့ဒီလို steak လေးအေးဆေးစားပြီးတော့တဝါးကြီးထိုင်တောက်လို့လည်းရတယ်side dish တွေကထပ်စားခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီလိုမျိုးတပွဲကို59ဘတ်နဲ့လည်းထပ်မှာလို့ရတယ်တကယ်တော့လေ steak တပွဲလုံးစားပြီးဘိုင်ဝါနေတာကိုဘေးဝါအာလူကြောင့်တော်စားနေရမြင်တာနဲ့လေထပ်စားခြင်းလာလို့မှာလိုက်တာပေါ့နော်ကဲခုတော့အကုန်လုံးလဲစားတော့ပြီးဆိုတော့ငွေရှင်းရတော့မယ်ပေါ့နော်ထိုင်းနိုင်ငံမှာကျတော့ငွေရှင်းမဲ့ဆိုလို့ရှိရင်လေဘဏ်အကောင့်လေးရှိမှပို့ပြီးတော့အဆင်ပြေရဒါပေမဲ့အခုကဘဏ်အကောင့်လေးပိတ်တာမျိုးလည်းဖြစ်နေတာဆိုတော့ဆိုင်ကတော့ True Money အကောင့်လေးဖွင့်ထားလိုက်တယ်ပေါ့နော် True Money နဲ့ဆိုလို့ရှိရင်ဒီလိုမျိုးစကန်လေးဖက်ပြီးတော့ပေးလိုက်ရုံနဲ့လည်းအလွယ်တကူငွေပေးချေလို့ရတယ် True Money wallet ထဲမှာငွေဖြည့်မဲ့ဆိုလို့ရှိရင်လည်း 7-Eleven ဆိုင်တွေမှာအလွယ်တကူငွေဖြည့်လို့ရတယ်လို့ဒီလိုမျိုး True Money set တွေမှာလည်းဖြည့်လို့လည်းရတယ် True Money ကထိုင်းနိုင်ငံရဲ့တရားဝင် digital ငွေလွှဲဝန်ဆောင်မှု application တစ်ခုလည်းဖြစ်တာဆိုတော့စိတ်ချလက်ချလည်းငွေလွှဲလို့ရတယ်ထိုင်းလိုမျိုး True Money အကောင့်ဖွင့်မယ်ဆိုလို့ရှိရင်တော့ passport စာအုပ်ဒါမှမဟုတ်လို့ရှိရင် CI စာအုပ်ရှိုံနဲ့အလက်တကူဖွင့်လို့ရတယ်နော်ဥပမာဘဏ်အကောင့်ရှိလို့ wallet ထဲကိုငွေဖြည့်ချင်တယ်ဆိုလို့ရှိရင်လည်းဒီ banking service ကိုရွေးပြီးတော့ဒီ amount တစ်ခုကိုရိုက်ထည့်လိုက်ရုံနဲ့တခါတည်း wallet ထဲကိုငွေဖြည့်ပြီးသားဖြစ်သွားမှလွယ်လွယ်လေးပဲပြီးတော့လေဒီလိုမျိုး Lazada ကနေကိုလိုချင်တာလေးမှာမယ်ဆိုလို့ရှိရင်လည်း True Money နဲ့တခါတည်းငွေရှင်းလိုက်ရုံပဲပြီးတော့ထိုင်းမြန်မာငွေလွှဲမယ်ဆိုလို့ရှိရင်လည်း True Money agent ဆိုင်ကနေတစ်စင်အခမဲ့ငွေလွှဲထုတ်လို့ရတယ်လို့ AirPay wallet ရှိတဲ့သူတွေအနေနဲ့လည်း e-money အဖြစ်အခမဲ့ငွေလွှဲလက်ခံနိုင်ပါတယ် AirPay နဲ့ဆိုရင်တော့ငွေလွှဲလက်ခံမဲ့သူရဲ့ဖုန်းနံပါတ်က AirPay wallet ဖွင့်ထားတဲ့ဖုန်းနံပါတ်ဖြစ်ဖို့တော့လိုမယ်နော်ထိုင်းရောက်မြန်မာတွေအတွက်ဒီ True Money wallet ဖွင့်ထားငွေလွှဲနဲ့ပတ်သက်ပြီးတော့ကူညီလိုရဲဆိုလို့ရှိရင်တော့ call center 1243ညောင်းနှိပ်ပြီးတော့4နဲ့1ကိုနှိပ်လိုက်လို့ရှိရင်မြန်မာတွေကိုယ်တိုင် service ပေးရဆိုတော့တော်တော်လေးလည်းအဆင်ပြေပါတယ်ဒါဆိုရင်ဗမာပဲမဟုတ်စားစား True Money နဲ့အလွယ်တကူငွေရှင်းလို့ရပြီနော်အားလုံးပဲ bye bye